မင်္ဂလာပါရှင်နေထွက်နနအလေးနဲ့အတူစိတ်အေးချမ်းမှုနဲ့ခွန်အားကိုဖန်တီးပေးမဲ့ motivational morning channel မှာနှွေးထွေးစွာကြိုးဆိုပါရယ်နေ့တိုင်းမနက်တိုင်းတင်းစိတ်ကိုအလင်းပြေးဖို့ကျွန်ုပ်တို့ရှိနေပါပြီဒီနေ့မှာတော့လေအရေးရိုးရှင်းနဲ့အလေးအကျင့်လေးတစ်ခုကွိုင်းနေလူတယောက်ရဲ့ကံကြမ္မာကိုဘလို့တော့ပြောင်းလဲသွားစီနိုင်တယ်လဲဆိုတဲ့ရှေးအောင်ပုံရင်လေးတစ်ပုဒ်နဲ့အတူတူခီးထွက်ကြည့်ကြရအောင်ကဲတကယ်ပဲစိတ်နေစိတ်ထားတစ်ခုတည်းနဲ့ကံကြမ္မာကိုပြောင်းပြန်လန်ဖြစ်လို့ရလားဒါလားတော်တော်စိတ်ဝင်စားစရာကောင်းနေမေခွန်းနော်ဒီမေခွန်းရဲ့အဖြေကိုပဲဒီပုံပြင်ထဲမှာရှာကြည့်ကြရအောင်ပုံမြင်လေးရတော့တိလို့စားတဲ့မျောလင်းဆက်ဆိုတာလုံးဝမရှိတော့ဘူးလို့ထင်ရတဲ့နေရာတစ်ခုပေါ့တစ်ပင်တော့မရှိတဲ့အခြေဒီတဲကန်တာရတယ်မလေးဒုက္ခတွေနဲ့နှစ်ပိုင်းလုံးနေရတဲ့စာတလီလီတကောင်ရှိခဲ့တယ်မင်းရောက်ကြည့်လိုက်ပါနေကပူလောင်နေတယ်ဘဲကိုကြည့်ကြည့်၆သွင်းနေတဲ့တဲရီကြီးပဲဒီလိုနေရာမျိုးမှာတက်ရှိတကောင်ရှင်းသမ်းဖို့ဆိုတာကဖြစ်နိုင်ဖို့တော်တော်ကိုခက်ခဲတဲ့ကိစ္စပါအဲ့ဒီစာကလေးလေးရဲ့အခြေအနေကတော်တော်ကိုဆိုးရွားနေတာသူ့ကိုပိုကအမွှေးတောင်လေးဆိုကျွတ်ထွက်ကုန်ပြီအတောင်ပန်တွေမှာလည်းပြန်ဖို့အားမရှိတော့ဘူးစားစရာတောက်စရာရေတစ်စက်မှမရှိဘူးဒီဒုက္ခတွေတော့ပိုဆိုးတာကသူ့ကိုဝါမျောနေတဲ့အထီးကျပ်မှုနဲ့ကြောက်စိတ်တွေပဲမျောလင်းချက်ရောခွန်အားရောဘာဆိုဘာမှမကြံတော့တဲ့အခြေအနေမျိုးပေါ့သူစိတ်ထဲမှာလေအတွေးတစ်ခုပဲထက်ခါပေါ်နေတယ်ငါဘဝမှာဒီလောက်တောင်နာကျင်စရာတွေပဲရှိနေတာဖះသခင်ကဘာလို့များငါ့ကိုအသက်ရှင်ခိုင်းထားသေးတာလဲဆိုပြီးတော့ပေါ့ကိုရှိနေရကိုတောင်အတိတ်ပဲမရှိတော့ဘူးလို့ခန်းစားလာလိုက်ရတဲ့အထီးပဲဒီလိုမျောလင်းချက်တွေအားလုံးကုံဆုံးနေတဲ့အချိန်မှာပဲထူးထူးခြားခြားသူစီကိုရဟန်းတစ်ပါးကြွလာခဲ့တယ်စာကလေးလေးအတွက်တော့ဒါဟာအဖြေတစ်ခုခုရနိုင်မလားဆိုတဲ့မျောလင်းချက်ရောင်းချီလေးတောင်းလာတာပေါ့ဒါပေမဲ့ရဟန်းတော်ယူလာတဲ့သတင်းကတော့သူထင်ထားတာထက်အများကြီးပိုပြီးတော့လေးနဲ့နေခဲ့တယ်ဂျားကလေးကလေသူမှရှိသမျှအားအင်လေးတွေကိုအခုညှစ်ထုတ်ပြီးတော့အဲ့ဒီရဟန်းကိုမေးလိုက်တယ်အရှင်ဘေဟာတပည့်တော်ရဲ့ဒီဒုက္ခတွေဘရောများမှကုံဆုံးပါလဲဟင်သိရင်ပြောပြပေးပါတဲ့ရဟန်းကလည်းသူ့ကိုကြည့်ပြီးတနာသွားလဲအဲ့ဒီတော့တဲကန်တာရဲ့ဟိုဘက်ကမ်းမရှိတဲ့သူရဲ့ဆရာပညာရှင်ဆရာတော်ကြီးကိုသွားမေးပေးမယ်ပြီးရင်ဖြေနဲ့အတူပြန်လာခဲ့ပါမယ်လို့ခရီးပေးလိုက်တယ်ကဲဒီမာတင်ဇလန်ကအကြီးကြီးတစ်ခါပြောင်းတော့တာပဲဆရာတော်ကြီးကဘသူမှလုံးဝထင်မထားတဲ့အဖြေတစ်ခုကိုပေးလိုက်တယ်ကြားလာရတဲ့သူ့အဖို့တော့ရက်ဆက်ကျဲလိုတောင်ထင်သွားနိုင်တဲ့ဟော်ကီမျိုးပေါ့အဲ့ဒါကဘာလဲဆိုတော့စကလီလီဟာနောက်ထပ်ဆင်းရဲဒုက္ခတွေကိုဆန်နင်းတီတီခံစားရအောင်မဲ့တယ်ဒီတော့ကျန်းတဲ့ကင်ဂျမာကြီးတဲ့ပြီးမှာဆရာတော်ကြီးပေးလိုက်တဲ့ဖြေတော့တကယ်ကိုထူးဆန်းလောက်အောင်ယိုရှင်းနေတယ်တစ်ဖက်မှာဆန်နစ်ဆိုဒုက္ခတွေဒါပေမဲ့ဖြည့်ရှင်းကြီးကတော့ကြီးစုတင်တတ်ဖို့ပဲတဲ့ဆရာတော်ကြီးကဒီလိုမားလိုက်တယ်အဲ့ဒီဇာကလေးကိုတွားပြောလိုက်ဘလို့အခြေအနေမှာပဲဖြစ်ဘလို့ပဲစိုးနေဖျားသခင်ကိုနှလုံးသားထဲကနေအဆက်မှန်ကြီးစုတင်ခိုင်းပါဖြစ်တဲ့မြအရာအလုံးအတွက်ကြီးစုတင်ပါတယ်လို့စိတ်ရနဲ့ပြောခိုင်းလိုက်ပါတယ်ကဲဇာလေးကတော့ဆရာတော်ရဲ့စကားကိုယုံကြည်နဲ့လိုက်နာခဲ့တယ်လားလိုက်နာခဲ့တယ်ဆိုရင်ရောဘာတွေဖြစ်လာမလဲဒေကန်တာရဲ့ဘလို့စော့ပြီးပြောင်းလဲသွားတယ်ဆိုတာကိုစက်ကြည့်ကြရအောင်ဒါပေမဲ့ဒီခရီးကစကလီအတွက်လွယ်တော့မလွယ်ခဲ့ဘူးစဉ်းစားကြည့်လေသူ့ကိုဒုက္ခပေးနေတဲ့အရာတွေအဲ့လီပူလောင်နေတဲ့တဲပွင့်တွေကိုကျေးဇူးတင်ရတယ်ရင်ငတ်နေတဲ့ခံစားချက်ကြီးကိုကျေးဇူးတင်ရတယ်ကိုယ့်ရဲ့အားနည်းမှုတွေနာကျင်မှုတွေအလုံးကိုတစ်ခုချင်းစီကျေးဇူးတင်ခဲ့ရတာဒါပေမဲ့အံ့ဩစရာကောင်းတာကအပြောင်းလဲတွေကထင်ထားတာထက်အများကြီးပုံမြတ်နေခဲ့တယ်ရက်ပိုင်းလေးအတွင်းမှာပဲအမွေးအတောင်တွေပြန်ဆုံလာပြီးခန္ဓာကိုယ်ထဲမှာခွန်အားတွေပြန်ပြေးလာတယ်လို့ခံစားရတယ်။မကြပါဘူးမိုးတွေနေတက်လာပြီးမိုးတွေတီးတဲမြင်းမြင်းရွာချတော့တာပဲ။နောက်ရက်သက်တပတ်နည်းနည်းအကြာမှာတော့အဲ့ဒီတဲကန်တာရကြီးဟာအပင်တွေနဲ့စိမ့်ဆိုပြီးရေခံလေးတစ်ခုတောင်ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်မှာတော့စာကလေးလေးရဲ့ရေကိုအဝါကြောက်အစာကိုအဝါစာပြီးတော့သူ့ထွက်အပျော်ဆုံးကိစ္စကဟုတ်တယ်အရင်လိုပဲကောင်းကင်ဘုံမှာလွယ်လွယ်လတ်လတ်ပြန်နိုင်သွားတာပဲသူ့ရဲ့ကဘာကြီးတစ်ခုလုံးအသက်ပြန်ဝင်လာတယ်လို့ပါပဲကဲဒီပုံပြင်လေးကတော့ဒီမှာဆုံးသွားပြီဒါပေမဲ့ဒီပုံပြင်ကနေကျွန်တော်တို့လက်တွေ့ဘဝအတွက်ယူလို့ရတဲ့သင်ခန်းစာတွေအများကြီးရှိတယ်လူတိုင်းအတွက်တကယ်ကိုနန်းနေတဲ့အသည့်တရားတွေပေးနိုင်တဲ့ပုံပြင်လေးတစ်ခုပါဘာကြောင့်စာကလေးရဲ့ကံကြမ္မာကဒီလောက်မြန်ဖြောင်းလဲသွားရလဲဆိုတာကိုဆရာတော်ကြီးကဒီလိုရှင်းပြတယ်ဘယ်သူမဆိုဖြစ်လာသမျှအရာအလုံးအကက်ကျေးဇူးတင်ပါတယ်လို့စည်ရင်အမှနှလုံးသားစင်စင်နဲ့ပြောလိုက်တဲ့အခါအဲ့ဒီစကားကကန်ဆိုးမောင်ကြာနေတာအလုံးကိုမီးရှို့တန်ဆင်ပစ်လိုက်တယ်လို့ပဲတဲ့ဆိုတော့ဒီပုံမြင်လေးကနေအဓိကမှတ်ထားရမှာတွေကဘာတွေလဲပထမတစ်ခုညင်းညွန်နေတာကနာကျင်မှုကိုမလျော့စေဘူးပိုတောင်ဆိုးစေတယ်ဒုတိယအချက်ကျေးဇူးတင်တတ်တဲ့စိတ်ကခက်ခဲတာတွေကိုခံနိုင်ရရှိအောင်ခွန်အားပေးတယ်အပြောင်းလဲဖြစ်ဖို့လမ်းစာကိုလည်းဖွင့်ပေးတယ်
တတိယအချက်ကတော့အကောင်းမြင်စီဟာအကောင်းတွေကိုဆွဲဆောင်တယ်ဆိုတာပါပဲနောက်ဆုံးအရေးကြီးဆုံးကတော့ကို့မှာမရှိရတဲ့ကိုပဲကြည့်မနေပဲကို့မှာရှိနေတဲ့အရာလေးတွေကိုတန်ဖိုးထားတဲ့ဖို့ပါပဲ အနှစ်ချုပ်ပြောရရင်တော့ဘဝဆိုတာပဝင်းကျင်အခြေအနေတွေကောင်းလာမှအပြောင်းလဲသွားတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်သက်ခိုင်မာလာတဲ့အခါမှတကယ်အပြောင်းလဲကဖြစ်လာတာဒါကဘေပဝင်းကျင်ထက်ကိုယ်အတွင်းစိတ်ရဲ့စွမ်းအားကဘလောက်အရေးကြီးတယ်ဆိုတာကိုပြနေတာပါပဲ ကဲဒီနေ့ရဲ့ဇာတ်လည်လေးကိုအဆုံးမတက်ခင်မှာကိုပြန်မြေကြီးပုံမြေကိုလေးအခုထားခဲ့ချင်ပါတယ်လူတိုင်းရဲ့ဘဝမှာမိုးရွာလာကိုမျောလင့်နေရတဲ့ကိုပိုင်တဲကန်တာယာဆိုတာဘာများဖြစ်မလဲ ခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပြီးအားပေးခဲ့တာအတွက်ကျေးဇူးပါနောက်လန်းစိတ်အားတက်ကြွစေမယ့်အကြောင်းအရာတွေကိုမလွတ်တမ်းကြည့်ယူနိုင်စေရန် Motivational Morning Channel ကို Subscribe လုပ်ထားပြီးအသစ်တွေတင်တိုင်းသိရှိနိုင်စေရန်ဘဲကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးတာကြပါဦးရှင်ဒီနေ့ကိုအောင်မြင်စွာစတင်လိုက်ပါ